ꓛရှာတာနော်ꓛဆိုအားလုံးပဲမင်္ဂလာပါဒုတိယနေ့ကိုဖျားသခင်ဆက်လက်ပြီးပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အစီအစဉ်ကိုကျွန်တော်ဒီအစီအစဉ်လေးမှာဂီတာသင်ကြားပို့ချတဲ့အနေနဲ့ဥဆောင်သွားမှာဖြစ်ပါတယ်အရင်ဆုံးဆက်ကကြပါစို့မြတ်တော်ရှင်ဖဗျာကိုရောကိုကျေးဇူးတင်ပါတယ်မှတ်ထိုက်မတန်မဲနဲ့ကိုရှင်သားတို့ကိုဒူပါရှိယခုအစီအစဉ်အချိန်နာရီကိုပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်သင်ကြားသောသားနည်းရောက်စတိုင်းမှာကိုရှင်ဉာဏ်ပညာချပေးသနာတို့မှာသင်ကြားသောသားဖို့မှာလည်းကောင်းမွန်စွာပဲနားလေသဘောပေါက်အောင်ရှင်းနိုင်သောဉာဏ်ပညာကိုပေးသနာတို့မှာမိကြောင်းအချိန်နာရီသည်အမှုရာအလုံးစုံတို့ကိုစက္ကန့်အနက်နဲ့ခါမှာသခင်ယေရှုခရစ်တော်ဖျား၏နာမနဲ့ဆုတောင်းရင်စက္ကန့်အနက်မှာတဲ့ဖဗျာသခင်အာမင်ဟဲ့တမ်းရလားဖိပတ်ဒီအရင်ဝင်လာကျွန်တော်ဒီနေ့သင်ကြားမဲ့တခြင်းကတော့ဟောင်းပြည်ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဒီကညီကိုမောင်နှမတွေလည်းကြားဖို့မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တစ်ချက်လောက်အရင်ဖွင့်ပြပါမယ်ဒီသချင်းလေးပဲဖြစ်ပါတယ်ဒီသချင်းလေးကိုကျွန်တော်တီးထားတာတော့ key A နဲ့တီးထားခြင်းဖြစ်ပါတယ် A family ထဲမှာပဲတီးထားတာဖြစ်ပါတယ်ကျွန်တော်တစ်ချက်လေးတီးပြပါမယ်နော်1 2လေးပဲဖြစ်ပါတယ် intro ကိုကျွန်တော်အရင်သင်ပေးပါမယ် intro ပြီးရင် solo လဲတစ်ချက်လေးသင်ပေးပါမယ်နော်အခု intro သူကဒီတခြင်းကပုံစံကတော့ unplugged version ပုံစံမျိုးပေါ့နော်သူက rhythm ရှိမယ် bass ရှိမယ်ပြီးတော့melody ရှိမယ်ပေါ့နော်အဲ့သုံးခုစလုံးကိုတွဲတီးရတာဖြစ်ပါတယ် rhythm အနေနဲ့ကတော့တီးခတ်မယ်ဆိုရင်ဒါမျိုးပေါ့နော်rhythm အနေနဲ့ပေါ့နော် bass အနေနဲ့ဆိုရင်1 2 3 4 bass အနေနဲ့အဲ့ဒါပေါ့နော်ပြီးတော့ melody အနေနဲ့ဆိုရင်တော့1 2 3အဲ့လိုဖြစ်ပါတယ်အဲ့ဒီသုံးခုစလုံးကိုကျွန်တော်ကအားလုံးတီးရမယ်ဖြစ်ပါတယ်နော်အခုသင်ကြားတဲ့အချိန်နာကြီးကလည်းသိမရတာတချောင်းပေါ့နော်ပြီးတော့နောက်တစ်ခုကဒီကညီကိုမောင်နှမတွေအခြေခံအနေနဲ့တော့သင်ကြားဒီတခြင်းအခြေခံအနေနဲ့သင်လို့တော့လောလောဆယ်မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့နည်းနည်းတီးခဲ့တာနည်းနည်းလေးအစတီးတဲ့လူတွေအတွက်တော့နည်းနည်းလေးခက်မယ်ဒါပေမဲ့လည်းဘာပဲပြောကျွန်တော်ဒီpage ကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တင်ထားပေးတဲ့အခါကျတော့ညီကိုမောင်နှမတွေအေးစစ်စစ်ပြန်ပြီးတော့ကြည့်လို့ရတာပေါ့နော်ကျွန်တော်အနှေးလေးနဲ့တစ်ချက်တီးပြပေးပါမယ်
အဲ့ဒါဆိုရင်လေသဘောကဘယ်လိုလဲဆိုရင်1 2 3ဆိုမိဒီကတန်တန်အဲ့ဆိုရင်နှစ်ကျိုးပါသူက harmony ပေါ့နော် harmony ဖြစ်အောင် second note နဲ့နော်အဲ့ဆိုမြင်ရလားမသိဘူးနော်ပထမဆုံးဖားဖြစ်တယ်1 2 3 1 2ပြီးတော့ A 5ကျိုးအဲ့မီဆိုရင်သူက6ကျိုးနဲ့ပေါင်းမယ်6ကျိုး open နဲ့ပါမယ်လေပြီးရင် re mi ပေါ့နော်အဲ့ဒါဆိုရောသူ harmony ကသူ့ရဲ့ fa so နဲ့ re D flat minor ရောက်သွားတယ်ခုနကတော့ key A တွေမှာပဲနော်ပြီးရင် D flat minor 7တော့ base ပါသွားနေတဲ့အခါကျတော့ base ဟိုတစ်ချောင်းနဲ့မနေပေါ့နော်သူ့ရဲ့ base D flat minor ထဲမှာ base ကရတော့ D flat minor ရဲ့ A flat ထဲကိုရောက်သွားမယ်ဖြစ်တယ်နော်1 2နော်အဲ့ပြီးရင် D flat minor နဲ့ D သွားမယ်ဆိုလာဆိုရင်နှစ်ကျိုးနော်ဒါမဲ့ဟိုသူ့ရဲ့ root open D ကိုသွားမယ်ပြီးတော့တစ်ကျိုး open ဒါနှစ်ကျိုးကိုနှိပ်ထားပြီးတော့တစ်ကျိုးကနှစ်ကျိုးရဲ့ set string ကိုမပြတ်သွားစေရပဲနဲ့တစ်ကျိုး open ကိုမှတီးသွားမယ်နော်အဲ့လိုမျိုးပါနော်1 2ပြီးတော့ PE သွားနော်ဘယ်လိုလဲဆိုတော့နှစ်ကျိုး9ကွက်မှာပြီးရင်တစ်ကျိုး open ပြီးတော့4ကျိုး9ကွက်မှာတော့အဲ့လိုမျိုးပြရမယ်နော်ဟို open string နဲ့ရောတီးတဲ့အခါကျတော့ဟို set string တွေမပြတ်အောင်အဓိကသတိထားမယ်ဆိုရင်ဒါ A flat ပေါ့နော်4ကျိုး6ကွက်မှာပြီးရင်6ကျိုး open နဲ့ရောတီးရမယ်ဒါမျိုးပါနော်နော်ပြီးတော့ A ပြန်ရောက်မယ်နော်လာဆိုမီနှစ်ကျိုးကို slide ဆွဲမယ်ပြီးတစ်ကျိုး openပြီးရင်3ကျိုး6ကမှန်ပြီးသူ root A ကိုတီးရမယ် open ပြီးတော့ base ကပုံမှန်ကျိုးတစ်ချောင်းနဲ့တီးရမဟုတ်တဲ့ကြမ်းဟို A နဲ့ open E နဲ့ကိုရောတီးပြရမှာနော်သူကဒီလိုတော့တီးလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုတမင်မတီးတာနော်ဟိုဒီမီဖာဆိုဆိုတဲ့နေရာမှာဟို
နှစ်ကျိုးဆိုအီးနှုတ်တီးလို့ရတယ်ဒါပေမဲ့မတီးဘူးသုံးကျိုးကနေပြီးတော့သုံးကျိုးကမီဖာဆိုကြရင်တစ်ကျိုး open ကိုတီးလိုက်ဘာဖြစ်ဆိုတော့ဒါကဘယ်လိုပြောမယ်ဆိုရင်ဒါ banjo style ပေါ့နော် banjo instrument ရဲ့သူက style ကသူက open string နဲ့သူကရောတီးရတာဘာဖြစ်လို့အဲ open string တီးကမှလက်တွေရွှေ့တဲ့အခါကျရင်သူက sustain နေရကြံခဲ့မှာပေါ့နော်နားထောင်တဲ့အရသာလည်းမတူပါဘူးပြီးတယ် G flat minor ဒါ G flat minor နော်ဒီ6ကျူးကိုကျွန်တော်တော့လက်မနဲ့နှိပ်တယ်ဒါပေမဲ့လည်းလက်ညှိုးနဲ့နှိပ်တယ်ဒီချက်လက်ညှိုးနဲ့နှိပ်လည်းရတယ်နော်အဲ့နေရာတဘေးစားသွားမယ်နော်သုံးညှိုးနဲ့6 4ကိုစလိုက်ဆွဲမယ်နော်ဒါ6ကျူး2ကွက်3ကျူး2ကွက်မှာပြီးတော့1ကျူး2ကွက်မှာဘေးစ်ကဒီဟာ G flat minor ဆိုပေမဲ့ D flat နဲ့ယူရမယ်အဲ့ဒါဘေးစ်လို့သွားရတယ်melody လာတီဒိုရဲကြတော့ဆက်လိုက်လေးဆွဲမယ်နော် B flat နဲ့ B ကိုဆက်လိုက်လေးဆွဲမယ်ပြီး D flat မှန်တာပြန်ရပြန်တီးမယ်melody တော့အလွတ်ရထားဖို့လိုတယ်ပေါ့နော် melody မရရင် notes နဲ့သွားမှရပါမယ်နော်ဟိုအလွတ်ရရင်တော့ပို့ပြီးတော့တီးရတာလွယ်မယ်နော်ဒီ flat minor နဲ့ရောက်သွားတယ် bass ကျတော့ဒီ flat minor က main ဒါပေမဲ့သူနဲ့တွဲတီးရမယ့်ဟာ A flat ပါတယ်ပြီးရင် Dအဲ့ဒါလေခုနကလို့ဒါ banjo style open string နဲ့ရောတိမယ်နော်ဒါပေမဲ့ကီးဒီထဲရောက်သွားပြီဒါပေမဲ့3ကျိုးကို6ကွက်ကနေပြီးတော့9ကွက်ထိဆွဲမယ်နော်4ကျိုး open နဲ့ရောတိမယ်နော်ပြီးရင်ရောတိပြီးတော့1ကျိုး open မှာဆက်သွားမယ်3ကျိုးကို slide ဆွဲမယ်9ကွက်ထိ6ကနေ9တိပြီး1ကျိုးကိုသွားမယ်ပြီးရင်ခုနကွက်မှာပဲနှစ်ကျိုးအဲ့ဆိုသဘောကအဲ့လေဘင်ဂျိုစတိုင်ဖြစ်သွားတာပေါ့နော်ရပြီနော်6ကွက်ကနေခွန်စလိုက်ဆွဲတယ်ပြီးတစ်ကျိုး open ပြီးနှစ်ကျိုးကိုခုနကွက်မှာထပ်တီးမယ်အဲ့လိုတီးတဲ့အချိန်မှာ3ကျိုးရဲ့ sustain ရဲ့တစ်ကျိုးရဲ့ sustain ရဲ့မပြတ်ကြဘူးနော်ပြတ်သွားတယ်ဆိုဘယ်လိုဖြစ်မလဲအဲ့လိုမျိုးဖြစ်သွားရင်နားထောင်လို့မလားတော့အဲ့လိုဖြစ်မှာပြီးကီးဒီထဲမှာပဲပြီးရင်သူ့ရဲ့ D ဆိုပေမဲ့သူ့ရဲ့ base note က D နဲ့တွဲဖို့က A နဲ့တွဲရမယ်ပြီးဒါကီးဒီထဲမှာရသွားတယ်3ကျိုး17ကွက်ထိဆွဲမယ်17ကွက်စီဆွဲတဲ့အချိန်မှာ A 5ကျိုး open A နဲ့ကျွန်တော်တွဲတီးရမယ်နော်တစ်ခါပြန်တီးမယ်ပြီးရင်3ကျိုးကို slide ဆွဲရင် A နဲ့ရောတီးမယ် slide ကို17ကွက်ထိဆွဲမယ်နော်အဲ့လိုမျိုး5ကျိုးနဲ့ရောတီးမယ်melody ကကီးဒီထဲမှာပဲပြီးရင်တစ်ကျိုး12ကွက်
12ကွက်ပြီးရင်14ကွက်မှာနော်တစ်ကျိုးတစ်ကျိုးကို12ကွက်မှာတီးတဲ့အချိန်မှာတကယ် key D ရဲ့ root ဟိုဟာကိုတီးမယ်နော်ဟိုဟာကိုပါလဲ open နဲ့တီးမယ်နော်ဒီလေးကျိုး open နဲ့ရောတီးမယ်12ကွက်ရောက်ရင်တစ်ခါပြန်တီးမယ်အ key D ထဲမှာပြီးရင် E ရောက်သွားပြီE7 ပေါ့နော်ဒါ E ဆိုတော့နော် E7 ဘယ်လိုနှိပ်မလဲဆိုတော့12ကွက်မှာ4ကျိုးကနေ1ကျိုးအထိကိုလက်ညှိုးနဲ့နှိပ်ချလိုက်မယ်ပြီးရင်73ကွက်မှာ3ကျိုးကိုလက်ကလေးနဲ့နှိပ်မယ် E7 ခေါ်တယ်နော်ဒါဒီတိုင်းပေါ့ဗျာနော်အဲ့ဒါကို12ကွက်မှာလက်ညှိုးနဲ့4ကျိုးကနေ1ကျိုးအထိနှိပ်မယ်ပြီးရင်73ကွက်မှာလက်ကလေးနဲ့3ကျိုးကိုနှိပ်မယ်ဒါမဲ့ဟိုဟာကို6ကျိုးopen နဲ့တီးမယ်နော်အားလုံးသဘောပေါက်မယ်လို့ယုံကြည်ပါတယ်အနှင်းနဲ့တစ်ချက်လေးပြန်တီးပေးမယ်နော်1 2အဲ့နေရာလေးနဲ့သတိထားမှာနော်ဟိုဘာဖြစ်လို့ open လေးတွေနဲ့ဟိုသူ့ရဲ့ root open လေးနဲ့သွားတယ်ဒါခုနကနေရာလေးဆို key D E7 ဒါမှနော်ဒါမဲ့သူ့ melody ကလာလာဆိုတစ်ကျိုးနဲ့နော်ဒီလက်တကြွယ်နဲ့တစ်ကျိုး14ခွက်မှာနိုင်မယ်နော်ကျွန်တော်တစ်ခေါက်လေးအနှေးလေးပြန်ပြပေးပါမယ်1 2โอเคเนาะအဲ့ဒါဆိုပုံမှန် speed နဲ့ဆိုရင်1 2အဲ့ဆိုတာ intro ဖြစ်ပါတယ်ခုနအနှေးလေးနဲ့တီးတဲ့ဟာလေးလည်းတစ်ချက်ပြန်ကျွန်တော်ပြန်ပြောပေးပါမယ်နော်ဆိုလိုကကြတော့ဆိုလိုပြီးရင်ဆရာစောဝင်းလွင်ကယောက်ျားလေးကီးနဲ့ဆိုမဲ့အတွက်ကြောင့်လို့ကီး E ကိုချိန်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်မနေ့ပြင်မှဆက်ပြီးတော့သင်ပေးပါမယ်လို့နော်ဒီ intro only ကိုပဲဒီညီကောင်မတော်တွေအရင်လုံးလေ့ကျင့်ထားပါနော်ကျေးဇူးတင်ပါတယ်ပြန်လိုက်ဆုတောင်းဆက်ခဲ့ကြပါစို့မေတ္တာတော်ရှင်ဖာပြကိုရောကိုကျေးဇူးတင်တယ်ဖာပြသခင်ကိုရှင်ယခုဒီဂီတာပညာနဲ့ပတ်သက်တဲ့အရာလေးကိုသင်ကြားပို့ချတဲ့အခွင့်ပေးသလိုသင်ကြားခံယူတော်သားပြီးရောက်စတိုင်းမှာလည်းကိုရှင်ကောင်းကြီးပေးသနာတော်မူပါလက်ခံနိုင်သောအခွင့်ပေးသနာတော်မူပါဆက်လက်ပြီးဒီထက်မကတိုးတက်ပြီးတော့ဂီတာပညာကိုပုံမူပြီးတိခတ်နိုင်သောသားသမီးအရောက်စတိုင်းဖြစ်စီဝင်လည်းကိုရှင်မဆာကောင်းကြီးပေးပါမည်ကြောင်းအချိန်နာဒီကိုပြန်လဲစက္ကန့်အနေနဲ့ခါမှာသခင်ယေရှုခရစ်တော်ဖျား၏နာမ၌ဆုတောင်းပြီးစက္ကန့်အနံကြပါရဖျားသခင်